ရိုနီခင်မွန်းတဲ့ရီကြောင့်မဟုတ်ဘဲကိုပိုင်အရေးအချင်းတွေနဲ့အချမ်းသာဆုံးဖြစ်နေတဲ့မင်းသမီးလေးယောက်အနုပညာလောကမှာအောင်မြင်ကြော်ကြားတဲ့မင်းသမီးအများစုကတတိကရော်ရီဖြစ်သွားကြတာများပေမဲ့တစ်ဖက်မှာလည်းဘသူရဲ့ပံ့ပိုးကူညီမှုမှမပါပဲကိုအားကိုကစီးပွားရေးအင်ပါရာကြီးတွေကိုတီထောင်ထားနိုင်တဲ့ထက်မြက်တဲ့မင်းသမီးလေးတွေရှိနေပါတယ်ကင်မရာနောက်ကွယ်မှာလူတွေထင်မထားလောက်အောင်ကိုပိုင်လုပ်ငန်းကြီးတွေကိုအရေးရှင်းရှိနဲ့ဥဆောင်နေကြတဲ့မင်းသမီးလေးယောက်ရဲ့အကြောင်းကိုအခုပဲတင်ဆက်ပေးလိုက်ပါတယ်နံပါတ်1မိုဟီကိုဒီစရင်ထဲမှာခင်မွန်းတဲ့ကိုအားကိုးစရာမလိုပဲကိုပိုင်အရေးအချင်းနဲ့အချမ်းသာဆုံးဖြစ်နေတဲ့သူကတော့မိုဟီကိုပါပဲသူမကအနုပညာလောကတွေကိုစတင်ခြေချလာကြတဲ့ကနောက်ခန့်အင်အားမရှိခဲ့တယ်လို့အားကိုးလည်းမရှိခဲ့လို့အကယ်ဒမီနဲ့ဝေးကွာနေရတယ်လို့ဝေဖန်ခံနေရတဲ့အချိန်မှာတော့အလုံးနဲ့ပဲသက်သေပြခဲ့သူပါမိဘတွေကိုပြုစုဆောင်ရှောက်ဖို့အတွက်အနုပညာအလုပ်တွေနားထားရတဲ့အချိန်မှာလည်းကိုပိုင်အထက်တိုင်းကြီးတွေနဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုကိုရိုင်းဦးစီးကအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။မိုးဟီကိုဆိုတဲ့နာမည်တစ်လုံးနဲ့ပရိသတ်အချစ်ကိုရရှိထားသလိုစီးပွားရေးလောကမှာလည်းနောက်ပြန်လှည့်ကြည့်စရာမလိုတဲ့အောင်မြင်မှုမျိုးကိုပိုင်ဆိုင်ထားတဲ့တဦးရဲသောဆံပြအမျိုးသမီးပဲဖြစ်ပါတယ်။မနစ်တင်စားနွယ်ဝင်တင်စားနွယ်ဝင်ကတော့မင်းသမီးတွေထဲမှာကံအကောင်းဆုံးလို့တင်စားရမှာဖြစ်ပေမဲ့သူမကလည်းခင်မွန်းတဲ့ရဲ့အောင်မြင်မှုကိုရင်အလကားထိုင်စားနေသူမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစည်ရင်းဝင်တတိတဦးနဲ့လက်ထပ်ထားပြီးတော့စားတောက်ဆိုင်လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားပြီးမြဲတင်စားနွယ်ဝင်းကလည်းကိုပိုင်စီဝါရေးဖြစ်တဲ့ကျိုးလက်အလှကုန် brand ကိုအောင်မြင်အောင်တည်ထောင်ထားနိုင်သူပါသူတို့ရဲ့နေအိမ်တိုင်ကြီးရဲ့အပေါ်ဆုံးတက်မှာကိုပိုင် brand ကိုဖွင့်လှစ်ထားသလိုခင်မွန်းရဲ့လုပ်ငန်းတွေကိုလည်းဘေးကနေဝင်းရံအားပေးနေသူဖြစ်ပါတယ်မိသားစုကိုလည်းအချိန်ပေးရင်ကိုပိုင်ဝင်ငွေနဲ့ရက်တည်နေတဲ့သူမရဲ့ဘဝကတကယ်ကိုအားချစရာပါပဲနံပါတ်3ဝင်းမုံရွှေကြီးကကစ်လို့လူသိများတဲ့ဝင်းမုံရွှေကြီးကတော့တထိတ်ကြော်ကြီးဘဝမှာဘရင်မတပားလိုစီးစိမ်ချမ်းသာတွေကိုခံစားနေရသူဖြစ်တယ်လို့စီဝါရေးအမြင်ကလည်းအလွန်ရှိလာပါတယ်။ခရိုနီတထိတ်ကြီးကိုနိုင်ဖြိုးကြော်နဲ့လက်ထပ်ပြီးနောက်မှာအချို့ရေလုပ်ငန်းစားတောက်ကုန်လုပ်ငန်းတွေအပြင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေကိုပါပူးပေါင်းတည်ထောင်ကစီဝါရေးနယ်ပယ်ကိုသိမ်းပိုက်ခဲ့ပါတယ်။ဒါရင်မကပဲခင်းတဲ့အနီနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့လျှက်စစ်အီဝီကားလုပ်ငန်းတွေကိုပါဝယ်ယူရောင်းချနေရကြောင်းစီဝါရေးတွေကတဟုန်ထိုးတိုးတက်လို့နေပါတယ်။ကင်မရာနောက်ကွယ်မှာလည်းစီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ်စ조사နေတယ်လို့ကင်မရာရှိမှလည်းပရိသတ်တွေအတွက်အနုပညာလုပ်တွေကိုအဆက်မပြတ်လုပ်ကိုင်နေစေဖြစ်ပါတယ်။နံပါတ်4နန္ဒာလှိုင်မင်းသမီးကြီးနန္ဒာလှိုင်ကတော့လူအများထင်မှတ်ထားတယ်လို့မျိုးတထေးကြီးဦးစေတီဟာနဲ့လက်ထပ်ပြီးမှချမ်းသာလာတာမဟုတ်ပဲမျိုးရိုးစင်ဆက်ကိုကရွှေမင်းသမီးဘဝနဲ့ဆက်စားလာတဲ့ရသူပါ။သူမရဲ့မိဘတွေကမော်လမြိုင်မှာအင်မတန်ကြီးမားတဲ့ဒူးရင်ချန်ကြီးတွေနဲ့လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့တထေးကြီးတွေဖြစ်ခဲ့ကြပါတယ်။အနုပညာလောကမှာမင်းသမီးတရားအဖြစ်အောင်မြင်မှုမရခင်ကလေးကကျမ်းသာကြွားသူဖြစ်ပြီးတော့တထေးကြီးဦးစီတီဟာနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့ဇေကမလုပ်ငန်းစုကြီးရဲ့ပိုင်ဆိုင်မှုတွေနဲ့ပါပေါင်းစပ်လိုက်တဲ့အခါမှာတော့မြမအချမ်းသာဆုံးစည်ရင်းဝင်ဖြစ်သွားခဲ့ရတာပါ။ဒါပေမဲ့နန္ဒာလိုင်ကဘလောက်ပဲကြွားချမ်းသာနေပါစေလုံးဝကိုမာနမရှိပဲရိုးရိုးရှင်းရှင်းနဲ့မိသားစုကိုအချိန်ပေးနေထိုင်တတ်တာကြောင့်ပရိသတ်တွေကအမြဲတမ်းလေးစားချစ်ခင်နေရတာဖြစ်ပါတယ်။အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအဖြစ်ပါအောင်မြင်နေကြတဲ့ဒီမင်းသမီး၄ယောက်ထဲမှာပရိသတ်ကြီးတို့တဘောအကြရဆုံးကဘသူဖြစ်မလဲဆိုတာကိုပြပြခဲ့ကြပါအောင်ရှင်။